မလေးတဲ့ရောအမေဒီကဘာတော့ကြည့်လဲရှော့မဲတော့ကြည့်လားဟဲ့ဒါရှောင်းမဲ့ဝတ်တော့ဖြစ်เสียလားဒါပစံတော့ငါသမီးလေးမော်ဒယ်လုပ်လို့ရပြီအမေတကယ်ပြောတာလားအမေဟုတ်တယ်တကယ်ပေါ့ဒါနေဘွားငါ့ကိုပေးခဲ့လဲတကွက်မဟုတ်ပါဘူးလဲတွေကိုရောင်းပြီးတော့ငါသမီးလေးမင်းသမီးဖြစ်အောင်မော်ဒယ်လုပ်လို့ရအောင်ပံ့ပိုးပေးမှာအမေအဲ့ဒါသမီးတကယ်မော်ဒယ်ဖြစ်ပြီပေါ့နော်မင်းနော်ဖြစ်ရမှာမလေးနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင်ကျမရဲ့နာမည်ကတော့ပပိုလာပါမလေးအသက်ကောင်အသက်ကတော့ကျမ19ပါညီမလေးကမော်ဒယ်ဖြစ်ချင်တယ်ပေါ့ဖြစ်ချင်တာပေါ့မရဲ့ဖြစ်ချင်လို့တော့ကနေမှလဲရရောင်းပြီးတက်လာတာအမရဲ့ဝါသနာလည်းပါတယ်ပေါ့ပါတာပေါ့မရဲ့ဒီလိုအလုပ်သူတာလေအမကြိုက်တာခိုင်းတော့ညီမအကုန်လုံးလုပ်တတ်တယ်ညီမလေးတစ်ချက်လောက်မတက်ရက်ပြပါမတက်ရက်နေတာပဲလေအဲ့ဆိုညီမလေးမတို့ပေချိုးလေးနဲ့တစ်ချက်တိုင်းကြည့်ညီမလေးခြေပြားမထောက်ထားနဲ့လေညီမတောင်းပြဖက်နဲ့စီးနေကြဆိုအချင်းဖြစ်သွားဟဲ့ညီမလေးရက်က58လက်မှပဲရှိရ9ပြီတောင်မဖြစ်ဟာအမရဲ့ညီမရဲ့မပုတ်လေးနဲ့9ပြီတစ်လက်မှတော့ရှိရနော်အမတိုင်းတယ်မပေချိုးမှားမမားပါအောင်ညီမလေးရဲ့ပြီးတော့အမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ညီမလေးအရင်နဲ့အဆင်မပြေဘူးမတို့သတ်မှတ်ထားတဲ့စံချိန်နဲ့လည်းမကိုက်ညီရအတွက်ညီမလေးရဲ့စိတ်မကောင်းပါဘူးမတမီးမော်ရမပြေဘူးမငိုပါနဲ့တမီးရဲ့အမှန်တရားကိုလက်ခံလိုက်စမ်းပါအမေကြောင့်ဖြစ်တာလေအမေကတမီးကိုပူအောင်မွေးတာတမီးကခုလိုဖြစ်မှာမဟုတ်ဘူးတမီးရဲ့တမီးမော်ရမဖြစ်လဲဘာဖြစ်လဲတမီးကအမေအတွက်တော့အမြဲတမ်းအမေရဲ့မော်ရမာလေးပဲမငိုနဲ့ခလေးလေးကြာနေတာပဲအမေတမီးကလူကြီးဖြစ်နေပြီအမေအေးပါဟုတ်ပါတယ်အေးလာအမလေးနှစ်ချီတွဲလောက်နဲ့အမေရဲ့လူကြီးလေးကဲလာမငုံနဲ့အမေရဲ့သမီးလေးနော်သမီးလေးကမော်ဒယ်ဖြစ်ကိုဖြစ်မှာသိလားနော်မငုံပါနဲ့သမီးရဲ့ဖြစ်မှာပါမငုံပါနဲ့မလေးမငုံနဲ့သမီးရဲ့ရှမ်းမေရော့ဒီမှာအမေဖက်လို့ဝဲလာအမေသမီးတွေ့လားအမေဟုတ်တယ်သမီးအတွက်အစီကျန်ချစ်စရာလေးမေအေးစီကျန်သမီးအေးစီအေးဟုတ်တယ်သမီးစီဟုတ်တယ်သမီးရလဲအေးဟုတ်တယ်အဲ့လိုတက်ရတာအေးမေသမီးလာလားမေအေးလာတယ်ငါသမီးအခုမှပဲအရေးကြီးရှေးဖြစ်သွားတယ်အေးဟုတ်တယ်လာရသမီးအေးလာအေးတောက်ကညီးရက်လောက်ရှိရနော်မိုက်တယ်အေးမေလာလားသမီးဟုတ်တယ်လာမေဟိုလေဈေးတော့ဝယ်ရှိလားမေဈေးတော့မရှိဘူးလေသမီးရဲ့အမေမရှိသမီးရှိရတော့သမီးဈေးတော့ဝယ်လာမယ်နော်မေမနိုင်ဘလို့လဲမသိပညာလလေးရှာမတရကခါလေးထားအစင်လေးတော့ခါလေးခါလာရှက်တော့ကောင်းလေးတွေစီးတယ်မလုံးလေးဖက်ကုန်မေးပြတပုံစီပါလာတယ်မရတဲ့ရကလေးလည်းမတူတို့နင့်အတက်ကခလေးမဟုတ်ဘူးမဲ့နင့်အရကခလေးဖြစ်နေတယ်လေဟာဟဲ့လုံးနေနဲ့ဘဲနဲ့မူဂျိုကလေးတောက်ဖက်နဲ့စီပြီးလိုက်စော့နေတဲ့အတိုင်းပဲဖဲမျက်စိကိုနှောက်နေတာပဲမလေးတော်စွာတဲ့ကောင်မအစင်မလို့အပင်ဖြစ်သိရဲမှာဝါရလဲစိုးလိုက်တာဟဲ့ဖက်နဲ့အစ်စိလာတဲ့နေကြမှာနုံနေရဒီမှာမလင်ကဖက်နဲ့အစ်လေးတော့ပေကုန်တော့မှာပဲဒီဖက်နဲ့ပဲရှိတာအမေအမွေဆိုလို့ဒီဖက်နဲ့လေးပဲရှိတာဟောဒီကမှရှုပ်နေတဲ့ခါနာတင်လာတဲ့သမီးဘလောက်တောင်ညံကောင်းနေလဲ
ခွမ်းလိုက်တာကြီးကြည့်ပါဦးတော့ဖနဲ့ကြွကြွကြီးဆွတ်စီးရတယ်လို့အော်ပါလေ စံနေငါ ဟဲ့စန်နေမဟုတ်စန်ဒီဟဲ့နော် နေပါနဲ့နီးချင်တာနီးငါဘူးဆိုင်ဘူးနော်ဒီဖနကဒီထဲမှာအစ်စ်ဝဲလာတဲ့ငါမင်းဟာအစ်စ်ဝဲပေးတာအစ်စ်အေးဟောလေနင်ဒီလိုဖနတွေစိတ်မမရှိဘူး ဟဲ့ငါအမေငါ့ကိုပေးမိတောက်မိမွေးထားတာသူများတွေကိုတောက်ကူစရာမလိုတဲ့အရက်ကိုငါပိုင်ဆိုင်ထားတာလေအော်ပြီးတော့ရှိသေးတယ်နင်မော်တယ်လို့ဖို့မြတ်တက်သွားတာအရက်မမီလို့ပြန်လာရတယ်ဆိုဦးလေးရှက်စရာကြီးပါအေးငါတို့ရက်စုပြောစရာဦးမလို့တာ နေနော်ထီယိုဝါယူ ဟဲ့ဒါ international အရက်ဟဲ့ ဟဲ့လောရှိမှာ သမီးရဲ့နေဖေရောငါကမရှိတဲ့ဟာကိုနေပူတာစမ်းသလားသမီးရဲ့ အမေမသမီးကိုရှေ့အောင်မမွေးပေးခဲ့တာအမေလား ငါလည်းအရက်မရှိဘူးနေဖေလည်းအရက်မရှိဘူးအဲ့တော့နေကိုအရက်ရှိမွေးလာရင်ပတ်ဝန်းကျင်ကငါ့ကိုဘယ်လိုပြောမလဲဟမ် ဂျာဒီမပြောကုန်သွားလို့ပြောမှာဗောမေရဲ့ ငါထူလိုက်ရရင်တော့သိရမလားနင်တော့ အမေသမီးရွှေ့ချင်တာမ ဟာပုံမရဲ့ငါစိတ်ညစ်လိုက်တာအဲ့ဒါဆိုရင်တော့လေနေခြေတွေလက်တွေကိုကြိုးတုပ်ပြီးရင်နေလက်ဘေးကလည်းကြိုးတုပ်ပြီးရင်ဆွဲအဲ့ဒါဆိုရင်တော့နေရှိလာဘိုင်လာမေးတော့ငါတပြုတ်သွားတယ် ဒီလက်တွေကျိုးတော့နေလေးကျိုးနေတယ်အမေသမီးနေတော့မှာဗောမေရဲ့ မင်းတို့ရမလို့သေးလားကွာ ဟောဒီမှာရောက်ပြီလေကွာမင်းရတယ်လော့တာဆိုတော့ ဘူးရဲကွာမင်းဟာလူကောင်ကောင်း ဝင်ကွာကဲလာကွာတိုင် ဒီကွာ ဒါငါတို့အိမ်ပဲ မင်းကောင်တို့နေအေးနေတယ်ခုမှပဲဘောကြီးရတယ်ကွာ အေးထိုင်ကွာအမေနဲ့ဖေကတော့နော်အဖိုးရှိပြောတာတော်တော်နဲ့ပြန်လာမှာမဟုတ်သေးဘူးအမင်းဒီမှာအေးဆေးနားလို့ရတယ်ဟုတ်ပြီလား ဒီရတယ်ရတယ် နော် မင်းတို့ရွာတော့လှလာတယ်ကွာ ငါမင်းရတယ်ဟဲ့ရွာရင်လှမို့ရွာရဲ့အပြိုလေးမညာမအဲ့လိုလေးတွေအဲ့လိုလေးတွေ လူစားမအောင်တယောက်နှစ်ယောက်လောက်ရွာရောက်တုံးလေး ညနေမှာပတ်မယ်လေအေးဆေးနောင်းအေးဆေးနောင်း โอเคโอเคခဏနောက်မှအဲ့ ရဲနေလှတော့လေ你们大声些。 ဖိုးလားနေတော့ဘာဖြစ်လဲထောက်ဖက်တရားနဲ့မူးနောင်နေ အော်အမေရဲ့ကိုရှိလို့ကိုစီးရလေအမေကစီးဖို့ဝယ်ပေးထားတာမဟုတ်ဘူးလားအမေရဲ့ ဒါပေမဲ့နေအခုခါကလဲတဲ့သွားမှာလေ ဟုတ်တယ်လေ ဟုတ်တယ်လေအေးဘာဖြစ်အဲ့ထောက်ဖက်ကြီးစီးတာ အော်အမေရဲ့ဒီမှာလည်းဖက်နဲ့ပိုတင်ရပါလေအမေရဲ့နောက်မြဖက်နဲ့စီးလို့ရတဲ့နေရာဒီလဲလျှောက်သွားပြီးတော့ဟိုရောက်မှဒါလေးနဲ့လဲလိုက်ရင်လေမေ ငါမွေးတာနူလားမြောက်လားမသေးဘူးဒုက္ခ သွားပြီနော်မေအမေမွေးတာညောင်းနဲ့လောင်းနဲ့ဟောက်ထားတာ မလွယ်ဘူးဒီကောင်မလေး 20ကျော်ချောင်းနေပလေကျမတို့ရဲ့ဒနနနနမဲ အဲ့ဘူးလား ပါ နင်းဒါပဲသွားမို့ ငါလဲတော့မလို့ ဟမ်လဲတဲ့သွားမလို့ ဟုတ်တယ် နင်းဒီအစိမ်နဲ့ဒီဖက်နဲ့ ဟုတ်တယ်လေ ဩ နေရာဖက်နဲ့ပို့ပါပါတယ် ပါတယ်ဩ ဟဲ့ဒါနဲ့သူလေးကဘယ်လိုလဲ သူလေးကဘယ်သူလဲလောက်မနေနဲ့နော်ဒါငါတငယ်ချင်း အေးလေအဲ့တော့ငါပါလေဖောက်စားမလားပြစ်စားမလားဝါစားမလားနေရာလေ ကဲသွားစရာရှိရသွားဟဲ့နင်းလဲတဲ့သွားမှာမလား ဟုတ်တယ် သွားမျက်လုံးနေနဲ့လောက်လာပြီသွားတော့ ကျုံနေပက်လီ ထုတ်ချလိုက်ပါဒီကျုံမှာသူ့လည်းလောက်နေသူ့မှလက်မခံဘူးသွားတယ်မှာဘာမှမလိုက်ကြရတယ်အားစနီ ဒီငါခေါ်ပြမလားအဲ့ညမငါမကြိုက်ဘူးလို့ပြော ည ထား နေ တယ် ဟောငါခင်လို့ခေါ်တဲ့ဟောနေဘာဖြစ်တာတိုင်းနေပဲတော့မလဲ အမျိုးသွားမလို့လေဒီပုံစံနဲ့ လောက်လာပြန်ပြီဒီပုံစံနဲ့တော့မဟုတ်တော့ပါဘူးပဲနေရာလဲ အတိပြီးရောတကယ်ပဲဗမာလား ရလာရွာအဆင်ပြေလား ပြေးနေရှင်းဟာ ပြေးတော့ငါဒီလေတော့နော်ချစ်စရာကြီးတော့ရ ချစ်စရာဒီမလောက်အဲ့ဒါငါအပိုင်နော်ဟမ်ကွာတငယ်ချင်းလက်တွဲပေါ်ပဲ ငါတကယ်ချင်းကောင်းမသိငါမျက်စိကြအောင်လားကွာ အေးပြီးကြပဲနော် စစ်တဲ့ဆိုလာပါလေကိုလူမျိုးသားမျိုးကြီးသားရင်တန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 ်
ချစ်လွဲမုန်းလွဲကြောက်ရပါတယ် ရှင်းရစုပ်လို့တော့ဟာဒီနေ့ပြတ်တာအဲ့နဲ့တူပြက်ကလေးတော့မကြည့်မိခင် အစမ်းမ ဘာလဲစပူးမ နင့်မျက်နှာရအင်းမှန်ထားလို့ရုံချစ်ချစ်လာလာနေစမ်းမှာ ဟဲ့ငါမျက်နှာနဲ့ငါနေကြသူနေမှာပေါ့အဲ့ဒါနင်းပူပါလို့လား ပါလာတော့မပါပါဘူးဒါပေမဲ့လည်းနင့်အင်းမှန်ထားတဲ့မျက်နှာကြည့်ရတယ်ငါတို့အဆင်ပြေလို့တွေ့ကြတယ်နင့်ကြည့်ရအောင် ဟဲ့နင်းမျက်စိမွေးမျက်လုံးပိတ်လျှောက်လေးဟဲ့ ဟပ်ပဲရှောက်ချော်လဲမှာလား အေးချော်လဲမလဲမသိငါတို့ကကသေးရပွားနေပြီးကန်ချချင်နေပြီလား အမလေး ဟဲ့ငါစိတ်ရှိတော့ရက်ရှိရမုံတော့ဟဲ့ ဝလောလုံးမဝလောလုံးမလုံးဝနေငါတိုင်းတော့ ခံလိုက်ဟဲ့မခံလိုက်တိလိုက်စောက်ချပူးမ အမေပြောပြောရငါနေလိုက်တော့တိုင်းတော့မလား ဟဲ့မကြောက်ဘူးဟဲ့မကြောက်ဘူးဟဲ့တိလားငါမှလည်းငါမင်းနဲ့နှုတ်ပြန်နိုင်ရောမယ် ကွန်ပျူတာခိုင်ကွန်ပျူတာခိုင် အဲ့ဘဘလားနင်ပါလာလို့လား ကွန်ပျူတာခိုင်ရော ဘုန်းကအိတ်နေအဲ့ဒါနဲ့နေစမ်းမောင်နင်သူ့နာမည်ဘယ်လိုသိသွားပြန်လား ဟဲ့ပေါ်လာတော့ကလေပါဇက်လဲပါတယ်နားလဲပါတယ်အဲ့တော့သိတာဘာစမ်းလဲနေရလဲကွန်ပျူတာခိုင်ရောဘာမှလဲ ဘာလို့မလို့လဲပြောချင်ချင်းငါ့ကိုပြောခဲ့မှာအပေါ်မှာအိတ်နေနိုးလိုက်ပြောလိုက်မယ် ငါရလဲလဲပြပြီလို့နေတကယ်ကြငါတကယ်ချင်းပဲလေဟုတ်လား ဟုတ်တယ်နော်လုံးမနေနဲ့ငါလိုက်ပို့ပေးလိုက်မယ်ညနေကျရင် အမလေးနေမနေစမ်းငါမဲတော့ဟဲ့ ဘာ အော်နောက်တော့တကယ်ချင်းလေးရ နော်နေလာလဲမနောက်နဲ့နောက်လဲမလာနဲ့နော်တော့ပြန်တော့ဒီမှာပြန်လို့ချင်းငါနေမင်းနဲ့တိုင်မှာနော် ပြန်မယ်အဲ့တော့မင်းမဲကိုရီးစားမရ ကဲတားရေးရကွာဒီမှာတော့မျိုးနဲ့တော့မတူဘူးရဒီမှာမင်းအေးချမ်းတယ်မှာအပင်နေပါတက်ရှိမှာတီးပင်စားပင် မြို့မှာမွန်းကြတယ်မှာမင်းတို့ရှိလာမှာပဲလွတ်လပ်ဖြစ်သွားတယ်ကွာတော့မိုက်သွားတယ် ကဲကြိုက်မှာမလားတက်ပေါ့ ရိုင်းမရဆွဲမရအောင်ငါဒီမှာပဲ ဒါကွာ တဘာဝလိုက်ရင်ငါခံစားမယ်တော့ကြီးအော်ဒီမှာရိုက်ပြီ ဗောငါတငယ်ချင်းကို โอเคနော်ဟေးအောင်တေချာလေးရိုက်ပြီနော်ရ အေးပေါ့လေ ဒါလေးပြန်တင်မယ်ရ ကျွန်တော်လေးလား โอเคဘာကလေးနဲ့ဟုတ်ပြီဟာလေးနော် ဟဲ့ခဏလေးဟိုမှာငါစန်နီလေးလာနေရကွာညောကြောမင်းမင်းအရင်ရိုက်ထားနေလဲငါစန်နီရှင်ရင်သွားလိုက်အောင် ပြန်လာမှာနော် ပြန်လာ ငါဒီကားဆောင်နေမယ်နော်ရ အေး โอเคပြီးရော ဘာလဲရင် ဒီနေ့ရန်လာ ဟဲ့ငါအရေးလာနေခုမှတည်ရ ဒီပါနဲ့လက်ချငါပြီလားအဲ့နေလက်ထဲရလဲချိုင်းနေဆိုဖုန်းကြောင်းတော့ ဟုတ်တယ်လေဖုန်းကြောင်းသွားမယ် ဟုတ်တယ်ငါလေးလိုက်မယ်ဒီနေ့ နင်ကဘာလိုက်လို့မို့ ဟောငါလည်းဖုန်းယူနေတဲ့ဘာကတော့ကြီး အဲ့ဆိုလည်းပြီးရမြင်လာမှနေရနေနေတကယ်ဖုန်းဖုန်းဆွမ်းတန်းလိုက်ကြတယ် ကောင်ရဲငါမေ့သွားပြန် ကွန်ပျူတာခိုင်ပဲပေါ့ ဘာ လူသားတွေချောလိုက်တာအေး ငါမရိုက်ဘူး ဟယ်လိုမေသမီးပြန်လာပြီမေသမီးပြန်လာပြီအော်မေသမီးရောက်ဖုန်းကြောင်းပါမေပြန်လာပြီဟဲ့ကွန်ပျူတာခိုင်ကပိုလာနာမည်သိနေရလား သိရပါဟိုလိုက်ဟာလေးတခုတော့ပြောချင်လို့ဟာခုံးပလန်မီလေးနေတယ် ဟုတ်လား အဲ့ဒါ အော်ရှင်းလိုက်တာကွန်ပျူတာခိုင်ရဲ့ သိစရာလေးကွာတော့မရဘူးအောင်မေ့ အမေသမီးရှင်းလိုက်တာမေသမီးမျက်နှာပဲနေရမှာတော့ထားမလဲမေ ညီမျက်နှာထားစရာမရှိရွာထိပ်ကရေကန်မှာသွားထားအနည်းဆုံးတော့မျက်နှာအေးတာဗော အမေကလည်းဒီသမီးလေးတယောက်တည်းရှိတာဟာ အဲ့ချိတဲ့သမီးလေးတယောက်ကလည်းနေနာယူနေတာဟုတ် အော်အမေတို့သမီးလေးပဲယူရစမ်းလားအမေ မတူငါညီဖေပေါ်မှာပဲယူတာ အော်အမေကလည်းသမီးကလည်းကွန်မန့်တကောင်ကြောက်တဲ့ပုံမှာပဲယူတာပါအမေသမီးကွန်မန့်တကောင်ယူတာလည်းမျှချင်းနေပြီတပီရန်ချစ်တယ်အမေလို့ပေါ့ ဟောဘာတွေလာပူစားနေရလဲညီမိန်းကလေးတံမဲနဲ့ဘာမှမသိ အမေအဖေကိုဘလို့အပိုင်သိမ်းခဲ့တာလဲမေ ဟောငါလားနေဖေကအပိုင်ကင်ခဲ့ရလေ အမေအဒီမဲနေတာအမေရဲ့ အေးပါပြပြရမယ်ဆိုရင်တော့ ပြိုလိုက်တာဆိုတာလည်းပြောနေ ဟောဟာအော်ယောက်ျားတစ်ယောက်ရဲ့နှလုံးသားကိုအပိုင်သိမ်းကျင်တယ်ဆိုလို့ရှိရင်သူ့ရဲ့အဆိုင်ကိုအရင်ဆုံးသိမ်းပိတ်ရတယ်တဲ့ အမေသူ့အဆိုင်ကိုဘလို့သိမ်းပိုင်ရမလဲသမီးဘယ်ခွဲထုတ်လိုက်ရ မဟုတ်ပါဘူးညီကလည်းတော်တော်ပိန်းတာပဲငါသမီးလို့ပြောရမှာတော့ရှက်တယ်သိလားနော်နင်းရဲ့ဟင်းချက်စကင်းနဲ့သူ့ကိုမြှူဆွဲရမှာကိုပြောနေတာ အ
မေတမီဟင်းမမချက်တော့တာအမေရဲ့ တင်မောရေဘဘမရဲ့ညီရလေဘာလာခတ်နေ အမေတမီတင်မနော်မနော် အေးတင်မိမယ်တင်မိမယ်အခုလောစဘာသားမလဲ ညံ့ရသားလေးပဲစားကျင်တယ် ဟာမလေးမလွယ်ဝေးဘဘစိတ်ညစ်လိုက်တော့ကဲသမီးအရင်ဆုံးအမေကဒီနေ့ကစွန်းရကြော်နီကိုအရင်တင်ပေးမယ်ဒါမှဆုံးရှုံးပျက်စီးခဲ့ရင်တော့မှအလေလွင့်နေအောင်လို့လေစရေးစကားတက်တာအောင် အ နော် မေကကိုတမီကိုတော်တော်ထင်စမောတာပဲနော် မပြရတဲ့ကိုစားထည့်ပြောတယ်နင့်ကအထင်အောင်မကြည့်တော့တာငါပြောပြမယ်ဒီမှာစီထည့်မယ်စီထည့်ပြီးလို့ရှိရင်စီပူလာနဲ့จิตတုံပြူလေးကိုစီတက်မယ်နော်จิตတုံပြူလေးအနံမွေးလာပြီဆိုလို့ရှိရင်ဒီကစွန်းအရွက်တက်တက်အယိုးတက်တက်ချွေထားတဲ့ဟာလေးကိုအယိုးကိုအရင်ထည့်မယ်အယိုးအရင်ထည့်ပြီးလို့ရှိရင်အရွက်ကလေးပါထည့်ပြီးတော့တခါလေဟိုဖြစ်လိုက်တော့မှုေးလိုက်တော့နော်သိလားနေသိရနော်နားလဲနော် စိတ်ချပါအမေရဲ့မေရဲ့ဒီလောက်ကအေးဆေးပဲ ဟဲ့တမီးစမ်းကြည့်ပြောအေးလာပြီဒေါ်လေးလာပြီခဏလေးနေသေးချာကြော်ထားနော်ဒါနေရလက်ချဝမ်းမယ်တော့ စိတ်ချပါအမေစိတ်ချတော့ပါစိတ် ရိုးရိုးကြော့အားကိုယ်ကိုယ်သူများအရှုပ် သမီးလာဒီမှာထိုင်မလေးပြောပါအောင်ကိစ္စ ဟိုအမေလွတ်လိုက်တာသူဒီနေ့လေအထက်တက်တက်ထက်ရောက်လို့တဲ့အဲ့ဒါဒေါ်လေးကြည့်အောင်လားတဲ့ အော်ဟလာအစင်လေးလာလား လှတဲ့တော်တမီးမနှဆွင်ထားတယ် အေးအဲ့ဆိုဒေါ်လေးညနေလာလို့ရှိရင်ဝင်ခဲ့ပဲညီတို့စပားတွေရောချိန်နေဘလို့လား ဒီလိုပါပဲဒေါ်လေးရဲ့ရွှေခုကိုင်းလို့ကျန်တာပဲရှိတယ် အေးအဲ့ဒါပဲစိတ်ညစ်တယ်ဒီလားငါတို့စပားသမားတွေဆိုတာလေရာသီဥတုကတစ်မျိုးရွှေခင်းဥကတစ်မျိုးစပားဆေးတွေကလည်းတစ်မျိုးအေးမလွယ်ပါဘူး ဟုတ်ပါဒေါ်လေးရဲ့ စိတ်ညစ်တယ် အမေ ဟဲဘာဖြစ်ပြန်ပြီဘာဖြစ်ပြန်ပြီလဲမသိဘူးဒါသမီးဟဲ့အမလေးငါအေးစစ်စစ်တစ်ခါမှမနေရအောင် ကဲ အမလေးပေါ်လာရဲ့နင်ကစိုးရက်တွေကလည်းအဝေးစီးတောင်ဂျိုးကန်နေပါလားဟမ် နင်ကဒါလေးတော့မကြော်တက်လားရှောက်ဖို့ကောင်းလိုက်တာ ဆန်ဒီမှာနေငါ့ကိုလာမလာနဲ့ သူများကိုသွားပြောမနေနဲ့သူများပြောတာမှန်တယ်သွားမြန်သွားထဲဟုတ်သွားစေဟာဘာမှသုံးစားမရဘူးပေါ်လာရဲ့ငါတော်တော်စိတ်ညစ်ပါတယ်ဘလို့သမီးမျိုးကိုမွေးမိမှအောင်မသိတာစိတ်ပြတ်တယ် โอ้မလောရရရโอ้နေအောင်ချက်ထိုးနေဘလို့လှစိတ် အပူပူလာ ဟဲ့ ဒီတော့ဆော်နေရဗျ ဟုတ်တယ်ပပလာတော့လေမိပညာကိုလည်းချစ်မြတ်နေတယ်သူဆိုလေလက်ကိုလည်းစူးစားတယ်မိပညာကိုလည်းချစ်မြတ်နေတယ်သူဆို ဟုတ်ပါဗျာဟုတ်ပါအခုလေဆော်လီ ဟာကွန်တက်ခိုင်ပဲသားမလို့လေ ကျွန်တော်လာဖုန်းကြောက်ခဏသွားလို့ဗျာဘယ်တော့လဲ အော်လိုက်ပို့ပေးမယ်လေပပလာလိုက်ပို့ပေးမယ်လေ ရပါတယ်မပူလိုက်အားရမှာဟုတ်တယ် အော်အားရအခုအားပြီအားပြီအားပြ လို့ကြိုးစားတယ်သူခဏ ။အော်အလုပ်ဆိုတာလေအမြဲစူးစမ်းလို့ရတယ်လေ။ဟိုတုံအစ်ကိုပဲစူးစမ်းလို့ရပါတယ်။ကိုတည်သွားလို့ရှိရင်ကိုနောက်ပါတာလူတည်းမရှိရလေ။ဟောင်းညာလေးပို့ပေးမယ်နော် ဟုတ်ပါဗျာဟုတ်ပါတော့ ။ဟိုတဲ့ကျွေတော့ကိုအားပူလာတော့။အော်အမဟုတ်ပါဘူး။ကောင်းကလည်းအုံဒီတဲ့ကျွေတက်တယ်လို့ပြော။ကလာလာကွန်ပျူတာကိုနေဘူးလေနော် ဟုတ်ပါဟုတ်ပါ ဘာလဲရဲ့မြို့ပြန်လာနင်လည်းပြန်ပါ ဟုတ်တယ်။ဟိုနေ့ကလည်းမှာတော့မတော့ငါသိရတော့ဝင်။ဒီနေ့ကတော့ အဲ့ဒီအိမ်လေးကနင်ဝယ်လာတာပဲလားတာရ ဒီ ယ် ကလေးလား อืม ။ဒါလည်းရွှေကဘာပဲငါ့ကိုလက်ဆောင်ပေးလိုက်တာ ဟုတ်လား ။မင်းနဲ့ဖေကိုဝယ်ပေးရတာလေ။နာမည်ကို15သိန်းမှုပြည့်လို့ရှိရင်အမှသူကအိမ်လုံးပစ္စည်းပဲဖြစ်ဖြစ်ရုပ်လာလာလေးပဲဖြစ်ဖြစ်ဒီဘောနော်ပတ်စံကြီးတို့ဘာလို့ဖြစ်လက်လာလေးအခုကြိုက်တယ်ယူလို့ရပြီ ဟုတ်လား အားနဲ့ငါနင်းတွဲဆိုပြီးပတ်စံလက်လာလေးယူလာတာ ဟဲနင်ကလေအာနာစရာ ငါကိုယ်တိုင်တရားရွေးလာနော်ကြောက်ပေးခြင်း ဟဲလှတယ်ငါကြိုက်တယ် လာတာဗောငါကိုယ်တိုင်ရွေးလာတာပဲမင်း မနင်ကလေအာနာစရာကြီး ကြိုက်တယ်မလား ကြိုက်တာပေါ့
ငါလည်းနဲ့လက်ဆောင်ပြန်ပေးမယ်လေနော် ဟောရပါတယ်ဟာနေရလဲငါပြန်မယ်ဆိုတော့မျောလင်းချက်နဲ့ပေးကြမှာနင်ငါလက်ဆောင်ပေးမယ်ဆိုတော့လေယူရအောင် အေးပါအဲ့ဒါငါလည်းနဲ့လက်ဆောင်ပြန်ပေးမယ်လေနော် ပြီးအဲ့ဆိုလို့ရှိရင်ငါနင်းလက်ဆောင်မျောနေမှာနော် အေးပါဟုတ်ကြလာလာတူသွားမယ်နင်ပဲအခုပြန်သွားမှာ ငါအိမ်ပြန်မလို့လေ အိမ်ပြန်မှာလားအဲ့ငါနင်းလိုက် ပါမယ် ဟဲ့ရဲရင်အောင် အေး မျက်စိကိုနှောင်းနေရပဲကွာအဲ့ပစိုးတဲ့ထဲနဲ့ ကွာငါ့ဆန်ဒီလေးကိုလည်းလက်ဆောင်ပေးထားတာမလေး ဟင်း ဘယ်လောက်လား မင်းဟာ ကျွေးတတ်တယ်မင်းရတယ် လာပါတယ်ကွာလှရလိုက်မင်းတစ်စိမ့်လေးပါလေခေါင်းလို့ကွာမင်းဟာလေအတင်မန်းလူသိတယ် သူပေးမသိအောင်လို့ကွာ နေပါအောင်ငါမေးဦးမယ် ဟေး ဒါနဲ့မင်းတို့ကိုဖွင့်ပြောပြီးသွားပြီလား ငါလည်းအဲ့ဒါပဲခေါင်းချုပ်နေတာ မင်းဟာ ဆန်ဒီလေးလက်တံပြောင်းနေငါမငါမခေါင်းကွဲမှာ ဒီပါဒါနဲ့ငါမင်းကိုညီပေးရမလားဆို ငါဒီလည်းနေပါလိမ့်ရှင်လက်ဆောင် ရှိရဗောတာကြီးမင်းရလေဒီကမင်းတို့ကိုဖွင့်ပြောရတာမလား အေးဟုတ်ပြီရောက် အဲ့တော့မရေးသေးတယ်ရမယ်ကွာ ရဲစီ အေးတော့မယ် အေး6တော့ တကယ်လားရ 6တော့ သွားမယ်အောင်လား โอเคဒါ ခဏလေးအောင်ငါထားလို့မရ ဟုတ်ပြီ အေးရပြီသွားစန်နီယာဒီလမ်းပြန်လာပါ အေးဒီလမ်းပဲလာနေကြပဲလေသူကရောဒါနဲ့ဖြစ်ပါမလားကွာငါဒါတွေကငါတစ်ခါတောက်ဘူးတော့မဟုတ်ဘူး မင်းဟာဖြစ်ပါတယ် စမ်းနေမကြိုက်လို့မင်းငါအနမ်းအောင်ခံတာမဟုတ်ဘူးတစ်ခါမှလည်းတောက်ဘူး မင်းကဝါတိုက်ကိုလေကွာမင်းကအားစွုံပဲတိုင်မှာရဲစစ်တင်ုံပဲဟဲ့နော် ချောက်ကွာချာမင်းရဲသေးဆိုလို့လည်းရဲသေးပေါ့လို့ထက် မင်းရလေ နည်းနည်းပဲနော်တော်ပြီ လို့လေရ ရောခါတာကွာမင်းဟာတယ် မင်းရလေဒီလောက်တော့ရှိမှာပေါ့ကွာမင်းရလေရက်တော့ပါလေဆိုမှာမင်းတော့ခါမှာပေါ့ကွာ ရောနည်းနည်းတော့ကောင်းတယ်ကွာ မကြိုက် လဲလောက်ပါနောက်တော့ခေါ်တော့လောက် ဟဲ့နည်းနည်းပါပဲတော့အားစွုံပဲငါမတိုက်တယ်နော်ရ လောက်ပါမယ်တခွက်ထဲဘာဖြစ်မှာမင်းဘာမှမဖြစ်ဘူးနည်းနည်းပဲအေးရမင်းရသေးလို့လားရစကားပြောနိုင်ဖြစ်မယ်နော်မင်းတော်မူးနေပြီနဲ့တော်ပြီအောင် လုံးဝ တော်ပြီအောင်တော်ပြီ စံကြီးလေးလည်းကွာ ရမင်းစင်ပြေနော်ရโอเคနော် ပြေးတယ်မင်း စိတ်ချမယ်နော်ရ မင်းရဲကြီးတကယ်မိုက်တော့ကွာမင်း ရအပီလို့ ဩ ဖြစ်ပါမလားကွာမင်းဟာလည်းတော်တော့မသွားသေးကွာ အေးရရ ဖြစ်နော်ရ ရတယ် အပိုင်နော်ရ ဘာနေပါ လုံးဝအပီနော် ဟိုစံကြီးလေးလာနေပြီโอเคတော့ကြိုလာ ငါစောင့်နေမယ်နော်ရ အေးပါအေး โอเคโอเคရโอเค စံနေ ပါလေ ဟာမင်းပြောကြရှိလို့ကွာ ပြောလေ ဟိုကလေဟောဟိုဘက်ရွာလေ တော့ဘူးလေတော့ဘူးမှာခွေးငေါကောင်တော့ပေါက်လို့ရယ် အဲ့ငါဘာလုပ်ရမလဲ အော်ဘာလို့ဟိုပါပဲအကိုညံမိန်းမလေးခလေးလေးမွေးတော့ချစ်စရာလေးရယ် ငါသိရတယ်ငါမနေ့ကမှခလေးသွားကြည့်လားညပါလေရရင်အောင်ရဲ့နင်း အော်နဲထူးတော့ပါဘူးငါနင်းကိုချစ်လို့ ဟမ် ငါနင်းချစ်လို့ငါနင်းတော်တော်ပြောချင်နေကြပြီဟာဘယ်ကနေစာပြောလို့ပြောမှမသိဘူးဖြစ်နင်းကိုငါလေဟိုငယ်ချင်းခလေးဘွားတွေကနှစ်ချီတွဲလောင်းရွယ်တယ်နင်းကငါသဘောကျလာဆိုနင်းကိုဘယ်လိုဖြစ်လို့လဲနင်းရောငါတော့ဘယ်လိုသဘောရလဲ ရတယ်ပြောမယ်ဆိုရင်တော့လေပြရမလားငါနှိမ့်ကိုခင်ပါတယ်ဟာပြီးတော့လေဒီနိုင်ငံနေရလေငယ်စင်တောင်ကြီးကလေးပါရတိကျဲခလားဆိုတော့ငါနှိမ့်အကြောင်းနေအကုန်တိအာပြီးတော့နင်းရဲ့တိတ်တက်လေးတွေအစနင်းရဲ့လုံရည်ကိုင်လေးတွေငါအကုန်လုံးတိရောအပြစ်တော့ပြောစရာမရှိပါဘူးသိရမလားအဲ့တော့ငါရဲ့အဖေရတယ်ဒီစားငါပြန်လိုက်ခါကြအောင်တော့ မင်းဟာလေကွာလူကြားလို့မှမကောင်းရီးသားစကားပြောနေတာအိပ်ပျော်သွားတယ်လို့ မင်းကလည်းငါမတော့စဘူးတောက်မှာတော့ဖြစ်ပြီပေါ့
နော်အဲ့ဒါမှမိုးပြီးမရမ်းတာပဲကံကောကျေးဇူးတော့တင်ရအောင် အေးမကျေးဇူးတင်လိုက်သေးရမင်းအခုမင်းဟိုကအိမ်ထဲတော့ဝင်မခံတော့ဘူးလား ဒါလည်းကွာအဲ့လိုတော့မပြောပါနဲ့ ငါမင်းကိုပြောပါတယ်ရှော့သားရှော့သားငါမပြောဘူးလားမင်းကို ကိုမင်းတခိုင်ရေ ဟောတော့တက်ငါမင်းတဲ့ငဲမတကွန်ရှော့တော့ ကိုမင်းတခိုင် ဟောလာလည်းလက်တူကြဘူးတနေ့နေ့သူ့တော့သူပဲရှိတယ် ကိုမင်းတခိုင် ဟုတ်ဘူးလားအဲ့ဒါလည်း ရွာထဲကိုလိုက်ပြမလို့လာခေါ်တာ အေးရော်ရနေလိုက်တယ်အခုဒီမကုန်နိုင်သေးဘူးလား ဩကျုပ်တို့ရွာဒီလောက်ကျဲတာတကယ်လို့ကုံသွားရင်တော့မှနောက်ရွာကြီးလိုက်ပြအောင်မှာ ဘာလို့မပူလားဒီနေ့ကရာသီလို့နဲ့ပူလားလို့ဗျာ ဟဲ့ကိစ္စမရှိဘူးလားထိပါတယ် ကြီးပါယူလာသေးတာ လာဟုတ်တယ်လားကိုမင်းတခိုင်လား ပြည့်စုံပါ ပြည့်စုံပါတယ်လားကိုမင်းတခိုင်အတွက်ဆိုလို့ရှိရင်ပပိုလာလို့ပြည့်စုံကြီးလား ဟုတ်လားအဲ့ကျုံမှာတော့ပြောရ လာ ငါလည်းရေးစားမယ် စစ်ချပါရဲ့ တိုင်းသွားပြီနော်ရ အေးတော့ ငါညနေပြန်မလာငါ့ကိုလိုက်ချအောင်နော်ငါ့ကိုမချပဲမနေ လာ နဲ့ ပါကိုမင်းတခိုင်လား သွားပြီနော်ရ တက်ကြမယ်နော် အေးရအေး လာကိုမင်းတခိုင် မပူလားနေရအရန်ပူလားလို့ ဩကိစ္စမရှိပါဘူးဒီမှာထိပါတယ်ဒီမှာ ရပါမလဲမပူ ဒီမှာလေ အားဆောက်ကျိုးနေကြီးဒါတိုင်းဘယ်လိုဆောင်းမှာတော့ ကိုဖွင့်ပေးပါအောင်ကိုမင်းတခိုင် အော်ဟဲ့နော်မလေးဟဲ့ ရပြီတဲ့လားနေမဘူးတော့လား ညံကောင်းနေတော့မပူ လာကိုမင်းတခိုင်လား ဘယ်လိုရှိရနော်ဒိုင်းဆောင်လိုက်ကြမှာ ဟုတ်တယ် နော်ကျွန်တော်ဘယ်လိုထိုင်းမှာလဲပါ ဟာကိုမင်းတခိုင်ခွာထိုင် ခွာမှာ ခွာထိုင် တကယ်နော် ခွာ ခဏလေး ဟုတ်ပြီ ခဏလေးနော် ဟုတ်ပြီကိုမင်းတခိုင်တေချာကိုင်နာနော် ကင်ထားတယ်မပူလား တေချာကိုင်နာထိကြောင်းလား ရတယ် ဟုတ်ပြီ လေတိုင်းတော့ကျွန်တော်လီပေါ်ကြိုင်ခဲ့မလားမသိဘူး အာကိုမင်းတခိုင်မောင်းပြီနော်ကိုမင်းတခိုင် ဟုတ် ဟုတ်ပြီတေချာကိုင်နာနော် တမို့ဒီမှာပြေးလို့ဟာ လာကိုမင်းတခိုင်လား ပြေးလို့ပါ ဟာလာပါကိုမင်းတခိုင် နဲ့ဇွတ်အောင်မှာ ဒီမှာထိထားဒီမှာထိထား ဒါလေးနော်မခဏ ဒါလေပိုပိုလာလို့ချမ်းမယ် ဟုတ်လား ဒါကိုမင်းတခိုင် ထိုင်မလားဘာမလုပ်ဘူးလား ဟောဘာမှမလုပ်ပါဘူးပိုပိုလာကြောက်လို့လားဘာမှမလုပ်ပါ ကြောက်ဘူး ကိုမင်းတခိုင် ညာ ပြောရဲလား ပြောတာဟိုဗျဗာလေးကလည်းတာရတယ်ပြောတဘာတရားနဲ့ဆိုပြောတာ အော်ဒါဆိုလို့ရှိရင်လေဒီရွာသားလေးရောမဖြစ်ချင်ဘူးကိုမင်းတခိုင် ညာ ဒီရွာသားလေးရောမဖြစ်ချင်ဘူးလားဟွာလေဘူလာပြောမယ်နဲ့လေမပြောဖြစ်ဘူးပေါ့နော်ဘူလာရှက်လို့လေအဲ့ဒါမပြောဖြစ်ဘူးပေါ့နော်ဒါပေမဲ့အခုတော့မရတော့ဘူးလေပြောမှဖြစ်တော့မှာဆိုတော့ပြောလိုက်တော့မယ်နော် ဘာပြောမလဲပြော ဘူလာကလေကိုမင်းတခိုင်ရောဟွာ အော်လူရင်းကိုပြောတာတောင်းနေကုန် ဘူလာကလေကိုမင်းတခိုင်ရောဟိုချစ်နေတာကြားလာနေပြီတော်တော်မြတ်တာရှိပါတယ်ဟိုဒါလေတခဏတာစိတ်ရင်တော့မဟုတ်ဘူးနော်ဟိုတဘွားလုံးစာနဲ့လေဟိုရင်းပြီးတော့ချစ်တာဆိုတော့လေဟိုကလေကိုမင်းတခိုင်စိတ်ကူးမလွဲနဲ့နော်တို့သာယူလို့ရှိရင်တို့ကလေလင်မက်သားမက်ပါမှာကိုမင်းတခိုင်ကိုလေလက်ဆယ်ကြောင်တစ်ချောင်းမှမချိုးရအောင်ခြေမွေးမိမလားလက်မွေးမိမလားလက်မွေးမိမလားအဲ့လိုကြီးဘူလာထားမှာပါ ဟိုလေးကျွန်တော်လေးဟိုလေးကျွန်တော်နည်းနည်းလေးဟိုလေး တည်တယ်ဟိုကွန်မန့်တခိုင်စဉ်းစားဖို့အချိန်လိုရဲဆိုတာသိပါတယ်ပပလာကွန်မန့်တခိုင်အချိန်ပေးမှာပါဒါပေမဲ့ဟိုကလေပပလာစောင့်နေမယ်နော်ပပလာလေးတရင်ကောင်းလေးပဲကြားခြင်းနဲ့ကွန်မန့်တခိုင်နော်တော်ပြီနော်ကွန်မန့်တခိုင်အော်ခဏလေးဗလာတိုင်းလေးနီးတော့မှာဆိုတော့လေ ဟုတ် ကွန်မန့်တခိုင်ချစ်တီးလေးရဲဆောင်ပေးကြမယ်နော်တော်ပြီနော်ကွန်မန့်တခိုင် နော်မဟုတ်လားဒါ ပြောလို့သာပြောတာဟိုဘလာတစ်ယောက်လဲဒီရပိုင်းတော်တော်ပြောက်ဟဲ့မင်းတကမင်းနဲ့တော့တွေ့မိသေးလား
မင်းတခိုင် အေး မင်းနေတာမင်းနဲ့ရောပူပူလာတွေ့မိသေးလားလို့ဒီရပိုင်း ပူပူလာလား အေး ပြီတော့ ဩအဲ့တော့မင်းဘာဘူးကြီးကင်ပြီအဲ့လောက်ဒစိမ့်စိမ့်ကြည့်ပြီးသွားကြီးဖြီးနေတာ ဟေးတာလားဒါပူပူလာငါ့ကိုပေးထားအချစ်သီးလေးတွေ အချစ်တိ အချစ်သီးလေးတွေ ပြန်စမ်းပါငါလည်းတစ်ခါမှမယူ မင်း အဲ့ထညာခဲတွေပါကွာမင်းကလည်း မင်းကလည်းကမင်းကြီးတော့ထင်ရခဲ့ပေါ့ကွာ ဟော ဒါပေမဲ့ငါရဲ့ရှင်မကြီးနဲ့ကြည့်တော့ချစ်သီးကြီးမင်းကချိုးနေရပဲ သွားပြီဒီကောင် ချစ် သွား ချိုး ပြီ လေးဟာဟာ လွယ်မလဲ ဘိုးလား ရှင်မေ ညင်ပြေနေမှမထွက်ဘူးလားဟမ် မင်းကလည်းတော့ကြည့်မအောင် မလေးအိမ်ဆောင်နဲ့ရန်ဖြစ်ထားသလားမှတ်ရတယ်ငကိုရဲ့အိမ်မကတ်တဲ့သူကအခုတော့ထူးကြအိမ်နေပါလေကတ်လို့ပါလား မင်းကလည်း ဒါနဲ့နင်ဟိုနင့်မျိုးသားစီမသွားဘူးလား ဩတော့မှာပေါ့မင်းကလည်းအခုအိမ်ခဏကလိုက် အေးပါချိန်ချိန်လေးတော့လည်းကောင်းတော့ကောင်းပါဟောဒါနဲ့အမေနဲ့ကိုမေးရအောင် အမ် ဟိုဘုရားကျောင်းပေါ်မှာတင်ထားတယ်ငါရဲ့ထက်ညက်ဘူးတွေ့မိသေးလား ထင်ရဘူးလားမေ ဟုတ်တယ် တမင်ဘလို့ဒီမှာလဲမေအမေထားတဲ့ဟာသမီးဘလို့ဒီမှာမေကလည်း အမေဘုရားဆောင်တော်ကပ်ဖို့ဆိုပြီးဝယ်ထားတာအခုဘူးလိုက်ပြောင်းနေတယ် ဟုတ်လား ဟုတ်တယ် မေထားမလားမသိ ငါများထားမှလားမသိပါဘူးရှာကြည့်လိုက်အောင် ဟုတ်မေရောရှင်ပြားတပည့်တော်မခွင့်တော်မူပါရှင်ပြားတပည့်တော်မကိုမင်းသက်ခိုင်နဲ့အစဉ်ပြီးလို့ရှိရင်အရှင်ပြားကိုဓာတ်ထက်မကပြန်ဝကပ်ပါမယ်ရှင်ပြားတပည့်တော်မဆောင်မပြီးတော်မူပါရှင်ပြား စနီ သွားမထိနဲ့မထိနဲ့ စနီမ ငါနဲ့မျက်နှာမမြင်ချင်ဘူးရင်ရသွား ငါအဲ့လိုမြဲဆက်ပါနဲ့ဟာနေရလဲအနေကိုခွင့်မပြောလို့ငါရဲစိလေးနည်းနည်းလေးပဲတင်မိတာတစ်ခါမှလည်းမတော့ဘူးငါအဲ့လိုဖြစ်သွားတာဟာနေရလဲဟောဟောဖေးလေးပြန်ပြပါဟာ ယူသွားလူကျိုး စာချင်အိမ်ကြီးပြောတယ်ဖြေရ နာ ဟောနေငါတေချာမကြောက်ဘူးတေချာလေးပြောပါ ကျမဟောရဆန်နီကမောင်ရင်အောင်ချစ်ပါရဲ့ရှင့် ယေးအော်စနီနေပါဦး ဖိတ်စာလေးလား စာနေရွေးထားတယ်လှ နာမည်စင်းနေစုံနေနော်ရေးထားတဲ့အကောင်မကြံခဲ့ ည ဘူး ဟာတော့စောလုံးလား အော်မင်းရလဲကွာဒီကိစ္စအချိန်ဆွဲလို့ကောင်းတဲ့ဟာမဟုတ်ဘူးနော်တော့じゃစိတ်ပြောင်းသွားမှဖြစ်ငါထပ်ဆောင်နေအောင်ပဲ ဒီပါကွာ ဒါနဲ့မင်းအားလား အဲ့ဒီငါခုပဲရွာတွေကပြန်လာပြီ အေးအားဆိုငါတို့ဖိတ်စာလိုက်ဖိတ်ကိုကွာတစ်ချက်လောက်ကူညီပါဦး မင်းတို့ဟာလဲစပြီးတော့ရည်သားစကားပြောတဲ့ငါကူညီရခုဒီကူညီနေရတော့ ကူညီလက်ဆန်နဲ့ကူညီလိုက်တော့လား အေးပါငါကြိုးဆောင်ကူကြိုးအောင် အေးပါကဲသွားကြမို့ထုတ်လေးတခြားယူโอเค တော်လေးတင်လာတော့အင်ဂျင်ပြည့်ပေးဖို့လား ပူပူရလို့ ဟုတ်တယ်ဟုတ်တယ် မဖိတ်ပါ ဒါလေးတင်လာရေဒါလေးတင်လာ ငါမေနာခွင့်မှာဗါလဲဆန်ဒီမ တပူးမ ဆန်မဟေးကိုမင်းသက်ခိုင် မဖိတ်စာလားဆန် ပူပူရဘာပြောင်းလာကြဦးနော်ကိုချင်းချင်းနေဆိုတော့ ကိုမင်းသက်ခိုင်ရှင်ကျမပေါ်မှာရက်ဆက်တယ်နော် ဘာမှမလုပ်ဘူးလေ ကျမမှာဘာပြည့်ချက်ရှိလို့ဒီထီယောဝါမှာရွှေရွှေချက်လိုက်ရလဲ မဟုတ်ဘူးမပူပူရမဟုတ်ဘူးလို့ ကျမမှာပူတာလွဲလို့ရှိရင်ဘာတွေများအားနေချက်ရှိနေလို့လဲ လုံးဝပါဖက်ပြည်စုံနေဖိတ်စာဖက်ကြည့်ပါအောင်ပြောထား ဟိုစကားပေါ်တော့ရှိသေးတယ်လေပူမှာနှုတ်တာတဲ့ဘာလဲချစ်ချင်းမြတ်တာတရားဒီအရက်ဆိုတဲ့ပေတိုင်းနဲ့ရှစ်တိုင်းချလိုက်တာလား ဟုတ်လားနေပါပြောနေရလဲ ဘာမှလာမပြောနဲ့လား ဖိတ်စာလေးဖက်ကြည့်ပါအောင် ကိုမင်းသက်ခိုင်ကျမရှင့်ပေါ်မှာထားတဲ့မြတ်တာတရားကျမရရက်တဲ့ပေါ်ပြီးတော့များပါတယ်ဘာလဲဒီဖြူစင်ကြီးမားတဲ့နှလုံးသားကြီးရှင့်မမြင်နိုင်တာလားကိုမင်းသက်ခိုင် ပေါ်လာနေဘသူစောင်းတာလဲဆိုတော့ဖိတ်စာလေးလည်းဖွင့်ကြည့်အောင်သိလား ဖက်ကြည့်ပါဦးဖိတ်စာလေး တွေ့မလား အော် တွေ့မလား နင်းနဲ့ဟိုငမဲကောင်နဲ့ပဲ ဟုတ်ကဲ့ကောင်းပြီဂျပူးမတော့ ကိုမင်းသက်ခိုင် ကွာလို့ပို့ပူတော့မယ် ကိုမင်းသက်ခိုင် နှုတ်ရတူကမင်းအေးပါနော်မင်းရှိနေလို့ သူများတွေတော့စံကုန်ကြပြီတို့တွေလည်းဘယ်တော့မှဒီလိုလိုက်ခဲ့ရမှာလဲ ကြတော့ပါဘူးကိုမိဘတွေဖွင့်ပြောပြပါပြီ အော်အဲ့ဒါတော်တော်စောင့်အောင်ပါဘောနော်ဟမ်မိဘတွေတော့ဖွင့်ပြောပြီးသွားပြီဆိုတော့ ဟုတ်တယ်လို့ဟိုရကျွန်တော်မင်းသားခံရလဲမပူလောက်မြစ်တာတက်ဝင်နေကြာပြီဗျ အဲ့ဆိုမင်္ဂလာဆောင်ရတော့မှာပေါ့နော်အဲ့ဆိုလို့ရှိရင်ပေါ်ပေါ်လာလေရပြီပေါ့နော်ကိုမင်းတခိုင် မပူလိုက် အမေရဲ့ပေါ်ပေါ်လာလေရပြီအမေသမီးပေါ်ပေါ်လာလေရပြီမေရဲ့အမေသမီး